ဘယ်တွေ့ကြုံပဲဖြစ်ဖြစ်ပြီးတော့မှကြီးပဲဟုတ်လားအဲ့လိုပြောလို့ခပ်ပေါ့ပေါ့သုံးသပ်လိုက်တာမဟုတ်ဘူးဒါအမှန်တရားပဲဟုတ်လားအကုန်လုံးကဘာဖြစ်သွားမှာတော့ပြီးတော့မှကြီးပဲဟုတ်လားအဲ့ဒီပြီးဆုံးခြင်းဆိုတဲ့အနေစာကိုမသိလို့ဘုန်းဘုန်းတို့ရဲ့စိတ်တွေကရေးပါတဲ့အရာရောက်တယ်ထင်ပြီးတော့ပြားတွေခတ်နေနော်ဒုက္ခတွေရောက်နေတာတကယ်တမ်းကဟုတ်လားအကုန်လုံးကဘာဖြစ်သွားမှာတော့ပြီးသွားမှာပဲစင်ပြေလည်းပဲပြီးသွားတာပဲစင်မပြေလည်းပဲပြီးသွားတာကြီးပဲဟုတ်လားအကုန်လုံးကဖြစ်ခဲ့တာတွေအကုန်လုံးကပြီးခဲ့တာကြီးပဲခုဖြစ်နေတာတွေလည်းပြီးနေစေတောင်ဖြစ်သွားမဲ့အရာတွေလည်းပြီးသွားမဲ့အရာတွေကြီးပဲပေါ့နော်ဒီစကလုံးလေးကိုဘုံဘုံစိတ်ထဲမှာဘယ်လိုခံစားရတော့ဆိုတော့ဘယ်လိုလောကဓာတ်နဲ့ပဲတွေ့စိတ်ကိုလောဘဒေါသအစွန်းနှစ်ဖက်ကိုမရောက်အောင်အလွန်တည်ငြိမ်အောင်ထိမ့်သိမ့်နိုင်တဲ့စကလုံးပေါ့နော်ကောင်းတာနဲ့တွေ့လို့လည်းပဲလောဘအစွန်းကိုမရောက်အောင်သူထိန်းနိုင်တယ်ကောင်းတာလည်းပြီးသွားမှာပဲဒီလောက်ကြီးတန်ဖိုးရှိလာတယ်မဟုတ်ဘူးနော်မကောင်းတာလည်းပြီးသွားမှာပဲလို့စဉ်းစားလိုက်တဲ့ခါကျဒီလောက်ကြီးစိတ်ပြည့်စရာမဟုတ်ဘူးလို့ဟောအဲ့လိုမျိုးအစွန်းတစ်ဖက်ကိုမရောက်အောင်ထိမ့်ညှိပေးနိုင်တဲ့အစွမ်းရှိတယ်နော်ကောင်းတာကိုလည်းသိအထင်ကြီးစရာကြီးမဟုတ်ဘူး